အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြသွားမှာကျွန်တော်ဒီ robot game နဲ့ဝင်လို့မရတဲ့ဒီ AR လေးကိုဖြစ်ရှင်းသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ robot ကိုဘယ်လိုတောင်းမှန်သိချင်တော့ကျွန်တော်ရဲ့အကောင့်ရဲ့အရှင် view မှာကျွန်တော်တင်ထားရပါတော့။အဲ့ view လေးတွားကြည့်ပါဒီ view လာကြည့်ပါလို့ Okay နော်ဒီ robot ကိုဝင်လို့မရဖြစ်ရှင်းမယ်အခု setting နဲ့ဝင်လိုက်မယ်ပေါ့ကျွန်တော်တို့ setting နဲ့ဝင်ပြီးတော့ဒီအောက်ကိုဆွဲလိုက်ဒီ generate ထဲလို့လာမယ်။ပြီးကျွန်တော်ဒီ VPN device ဆိုတာထဲဝင်မယ်။ပြီးတော့အမှဒီအောက်ကအဲ့အောက်ဆုံးကဒီဟာလေးဒီ setting ပုံစံအဲ့လိုနှိပ်လိုက်။အဲ့ပြီးအမှဒီအပြောင်ဟာလေးကိုနှိပ်ပြီးဒီအနီဟာလေးကိုနှိပ်လိုက်ပါတော့ဒါဆိုတော့ရောက်သွားပြီဒါဆိုတော့ကျွန်တော် game နဲ့ဝင်လို့ရောက်သွားပြီပေါ့နော် game နဲ့ဝင်ပြီးကျွန်တော်အကောက်ဖွင့်လိုက်မယ်နောက်အကောက်ဖွင့်တဲ့နေရာရောက်သွားလိမ့်မယ်ဒါဆိုကျွန်တော်အကောက်ဖွင့်လို့ရပြီပေါ့နော်ကျွန်တော်တို့အကောက်ပြီးပြန်ရုံမှာဒါ new ကမှာဒီလိုလေးပေါ်လာလိမ့်မယ်ကျွန်တော်အဲ့ဒါဒီ game နဲ့ထွက်ပြီးပြန်ဝင်ပေါ်မှာပဲအဲ့တော့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ဒီသူပေးရရင်နှိပ်ကြည့်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ပြန်ထွက်ပြန်ဝင်ပြီးရင်ပြန်နှိပ်ပြန်ထွက်ပြန်ဝင်အဲ့လိုပဲပေါ့နော်ဒီနှိပ်လိုက်ထွက်လိုက်နှိပ်လိုက်ထွက်နှိပ်လိုက်ထွက်ရင်တော့ရသွားလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်လုတ်တဲ့တိုင်းလိုက်လို့ကြည့်ပေါ့ဟိုနှိပ်လိုက်ပြီးပြန်ထွက်လိုက်โอเคတခုရသွားပြီနောက်ထပ်လုံးမယ်နှိပ်လိုက်ပြီးပြန်ထွက်လိုက်ဒါဆိုရသွားပြီကျွန်တော်အကောက်ဖွင့်ရမယ်ပေါ့နော်အကောက်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒါဆိုကျွန်တော်အကောက်ရသွားပြီပေါ့နော်โอเคကျွန်တော်ပြီးနောက်ဗီဒီယိုကြကျွန်တော် game တကယ်ဟပ်ပြီးဆော့ပြရပေါ့နော်โอเคနောက်ဗီဒီယိုလိုက်ကြည့်ကြပါဦးလို့အခုဒီဗီဒီယိုအစားဆုံးကြည့်ရတဲ့လူကတော့ကျွန်တော်ကြောက်ရှင်းတိုင်းကျေးဇူးတင်ပါတယ်လို့